ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်နှင်း Audio Book Channel လေးကနေကြိုဆိုလိုက်ပါတယ် Channel လေးကိုအားပေးနေကြတဲ့ပရိသတ်များအားလုံးကိုစိတ်နှလုံးသားရချမ်းမြေ့ကြပါစေရှင် Channel လေးကိုမနားစခင်မှာ Like and Subscribe လေးပေးသွားဖို့နဲ့ Notification Bell လေးကိုနှိပ်သွားပေးဖို့တောင်းဆိုပါရစေရှင်ဒီနေ့တင်ဆက်ပေးမှာကတော့တာတီရဲ့တစေမျက်လုံးဆိုတဲ့စာအုပ်ထဲကမှမကောင်းဆိုးဝါးကြုံမှလူသားကြရုပ်ဆိုတဲ့ခေါင်းစဉ်လေးကိုတင်ဆက်ပေးကြပါမယ်ဒီညအတွက်ကမ်းမို့ကိုဘယ်သူမှတက်ခွင့်မရှိဘူးနော်ဟုကပတိန်ကပြော၏ကပတိန်ကဤသို့ပြောရင်ခလန်းလန်းမှအမောင်တူးစီသို့လမ်းကြည့်လိုက်ရာသူမျက်စီထဲ၌တတဝါကြီးတကောင်လဲလျောင်းနေသည်နှင့်မြင်ရ၏ထိုကျွန်းမြင်ကမာရီဘော်ကျွန်းဖြစ်၏ထိုကျွန်းနှင့်တင်မော့ကဂိုက်တရာခံဝေ၏ကပတိန်ကတင်မော့သားတို့ဘက်လှည့်ပြီးဒီကျွန်းကမာရီဘော်ကျွန်းလို့ခေါ်တယ်ဒါပေမဲ့လူတွေကတော့မကောင်းဆိုးဝါးကျွန်းလို့ခေါ်ကြတယ်ဒီကျွန်းပေါ်မှာပရလောကသားတွေရှိနေသလိုဒီကျွန်းပေါ်ကိုရောက်သူတိုင်းဟာကြောက်ရွံ့ဖြစ်သွားကြတယ်လို့အဆိုရှိတယ်ဟုပြော၏မှန်တော့မှန်သည်ဒီနေရာသို့ရောက်ပြီးဒီကျွန်းပေါ်သို့တက်သွားသူတိုင်းပြန်လာသည်မရှိသည်ကတော့အမှန်ပင်ဖြစ်သည်ထို့အတူဒီနေရာသို့ရောက်တိုင်းဒီကျွန်းအကြောင်းကိုကြားသူတိုင်းကြက်တိမှွေးချင်းထားကြသည်ဟုဆိုစကားရှိ၏ထိုကျွန်းသည်မကောင်းဆိုးဝါးကျွန်းဖြစ်သည်မို့ဒီကျွန်းကိုကြောက်ကြ၏ယခုလည်းကပလင်ကဤကျွန်းနှင့်ပတ်သက်၍အထက်ပါအတိုင်းပြောကြသဖြင့်တင်မောသားများဆိုးရွံ့နေကြ၏ကျွန်းမော်သို့တက်ရန်မည်သူမှမကြိုးစားကြရှိတင်မောပေါ်တွင်သာအချိန်ပြုံးမှုစဉ်းစားနေကြ၏သို့သောအများတွေကတယောက်ကမူထူးဆန်းနေသည်ဟုဆိုရမည်ဖြစ်၏သူကဟန်စင်းဟုအမည်တွင်သည့်ဆွီဒင်နိုင်ငံသားတဦးဖြစ်သည်စင်စစ်သူကဤတင်မောသို့လိုက်ခဲ့သည်မှလည်းအကြောင်းမဲ့မဟုတ်ပေသူကအစောကလေးကပင်ဤမည်သောမာရီဘော်ကျွန်းအကြောင်းကိုသိ၏ထိုများမကပေထိုကျွန်းမော်ရှိကျွန်းသားများနှင့်ထိုကျွန်းသားများကိုကိုးကွယ်သည့်နဖျားရုပ်တုမှဗရမ ्या မျက်လုံးအကြောင်းကိုသိထား၏ထို့ကြောင့်သူသည်အင်သီးမောနှင့်လိုက်ခဲ့ကယခုကပရင်ကအမှားဖွင့်နေစဉ်မှောင်ရိပ်ခိုကလစ်တီနှင့်တင်မောပေါ်မှတိတ်တဆိတ်စင်းကကျွန်းမော်သို့တက်ရန်အစီအစဉ်ရှိခဲ့၏ညလည်းငိန်စားပြုပြီးသူလည်းအခြေအနေစောင့်ကြည့်ရင်းမှနိုင်ကိုကြည့်လိုက်၏ည12နာရီကျော်ပြီးပြီညကိုအမှောင်ရိပ်ကလွှမ်းခြုံသလိုတိတ်ဆိတ်မှုကမင်းမှုခဲ့ပြီညငတ်ကလေးများရွတ်အော်မိတန်ကိုသာကြားနေရ၏သူသည်မှောင်ရိပ်ကိုကတင်မောပေါ်မှတိတ်တဆိတ်ဆင်းခဲ့၏လှင်ငယ်နှင့်ကန်းစီသို့ကူးခဲ့၏မကြာမီကျွန်းပေါ်သို့ရောက်ခဲ့၏သူသည်တောင်ကန်းဆက်၌ခိတ္တနာပြီးနောက်ကျွန်းပေါ်သို့ခရီးဆက်ခဲ့၏ကျွန်းမော်တွင်ကျိန်ပင်နွယ်ပင်တို့နှင့်ဟန်ဆင်းသည့်အသင့်ပါလာသည့်ကျိန်ဖြတ်တရှိနှင့်လမ်းတစ်လျှောက်ပိတ်ဆို့နေသည့်ကျိန်ပင်များကိုဖြတ်ခါခုတ်ထစ်ခဲ့၏ဆိုရလျင်မာရီဘော်ကျွန်းသည်နမီကြီးကျွန်းနှကျွန်းပင်ဖြစ်၏ထိုကျွန်းအားအများကမကောင်းဆိုးဝါးကျွန်းဟုဂမီးတင်ခဲ့ကြတော့လေထိုကျွန်း၏ပဂတိလိုဝဲချက်မှာထိုကျွန်းတွင်အစိပ်ပြင်းသည့်မွေပေါ်များသည်ဟုဖြစ်၏ဟန်စင်းကမူထိုကျွန်း၏လှုပ်ဝက်ချက်များကိုသိရှိသဖြင့်ထိုကျွန်းပေါ်သို့မစင်းမီကလေးကပင်ကြိုတင်ပြင်ဆင်မှုများပြုခဲ့၏သူသည်ဖနက်ရှိရှေအိတ်ထူထူကိုဝတ်ထား၏ညသည်မှောင်မိုက်တိတ်ဆိတ်နေတကယ်သို့ပူနွေးသည့်အထိအတွေ့ကိုခံစားရ၏သူသည်ခြုံတွေများအားခုတ်ဖြတ်ရသည့်အတွက်ပင်မနွမ်းနယ်နေ၏သူသည်လောပစောနှင့်ဤကျွန်းပေါ်သို့တက်ခဲ့တော်လဲပင်မမှုကြောင့်ချွေးချွဲနေ၏စိုးရင်စိတ်နှင့်ကြောက်စိတ်တို့လွှမ်းမိုးနေ၏တခြားကြောင့်မူမဟုတ်ကျွန်းမော်၌သူတယောက်တည်းမဟုတ်သူနောက်တွင်တစုံတစ်ယောက်ရှိနေသည်ဟုခံစားရ၏သူနှင့်မနီးမဝေးတွင်ထက်ချက်မကွာရှိနေသည်ဟုရိပ်စားမိသလိုခံစားရ၏တစ်ချက်ညငှက်အော်တန်ကြားရ၏တရက်ချင်းတစ်ခိုင်းချင်းပုတ်ရိုက်တန်ကိုကြားရ၏သို့သောအသေးအချာနားထောင်လိုက်သည့်အခါလေးငိမ့်နေသလိုခံစားရ၏တပည့်များပေါ်တွင်လည်းတစုံတရာရှိနေသည်ဟုထင်၏သို့သောအမှောင်ကတိတ်သီးနေသည်ဖြင့်ဘာဆိုဘာမှမမြင်ရရှိပဝင်းကျင်တစ်ခု၌မြင်နိုင်စွမ်းသည့်အလင်းရောင်လည်းမရှိပါသူသည်ကြောတွင်ပိုးထားသည့်အိမ်မှ6လုံးပြူးကိုထုတ်လိုက်၏ရင်းနေသည့်တစ်ပင်များစီသို့ကြည့်လိုက်၏ကျွန်းမော်တွင်လူတစုံတစ်ယောက်ရှိပါကလည်းသူတို့သည်6လုံးပြူးကိုမြင်ရသည်ဖြစ်၍ခြေတိုးလာကြမည်မဟုတ်အစာအိုးဟောင်းတစ်ခုကိုတွေ့ရ၏ထိုအစာအိုးသည်နဖျားရုပ်ရှိသည့်အစာအိုးဟုသိလိုက်၏နဖျား၏ကျောင်းတော်ပင်သူကအစာအိုးအဝါ၌ခိတ္တရက်လိုက်သည်အမောပြေလိုက်ခြင်းဖြစ်၏ခဏကြာသောသူသည်တနက်ကိုထုတ်ကင်ကကျောင်းတော်တွင်သို့ဝင်ခဲ့၏လာရောင်ကိုမြင်ရ၏ခဏကြာသောအစိမ်းရောင်ကြောက်သားများနှင့်အတူနဖျားရုပ်နေရာကိုမြင်ရ၏ပြတင်းပေါက်မှတိုးဝင်လာသည့်လာရောင်ကြောင့်အရာရာပြပြစွာမြင်ရ၏သူနဖျားရုပ်ထုကိုဆွေကနေကြည့်လိုက်၏သူတက်မှတ်သည့်လိုချင်စိတ်ဆန္ဒအပြည့်ရှိသည့်ဗရမ ्या ကြီးသည်ရုပ်ထု၏နှစ်ဖူး၌အထင်းသားမြင်ရ၏
ဘာလူနဲ့ငါဆန္ဒတွေပြေဝတော့မှာပါလားဟုသူတွေးလိုက်၏သူတနက်ကိုအိတ်တွင်းထည့်ပြီးနဖျားရုပ်ထုပေါ်သို့တက်ခဲ့၏သူ့အတွက်အချိန်ဖြုံးလို့မဖြစ်အချိန်ကအရေးကြီးနေပြီသူသည်အသင့်ပါလာသည့်တရှိနှင့်ကော်၍ထုတ်ရန်ကြည့်လိုက်၏ဗရမ ्या နှင့်အတူနှစ်ဖူးပြင်၌ချစ်ရများတွေ့ရ၏သူနှင့်အကြံတူတစုံတဦးသည်ဤဗရမ ्या အားရယူရန်ကြိုးစားချေမည်မိမိနှင့်အကြံတူသည်လုပ်ငန်းအားအောင်မြင်စွာလှုပ်ဆောင်နိုင်စွမ်းဟန်မတူချေအကြောင်းတစ်ခုနှောက်ယှက်တစုံတရာကြောင့်အောင်မြင်မှုမရသည်လည်းဖြစ်နိုင်၏ဟန်ဆင်းသည်စိတ်ထဲမလုံမလဲဖြစ်သွား၏ထို့ကြောင့်ပတ်ဝန်းကျင်ကိုဝိတ်ကနေကြည့်လိုက်၏အိုးသူသည်အလန့်တကြားထမ်းအော်လိုက်မိရန်မနှေးထိန်ထားလိုက်ရ၏အခန်းတကားဝတွင်တစုံတဦးမတည့်ရလျက်ရှိ၏ထိုကျွန်းဤကျွန်းသားဖြစ်သည့်အကိုရီချင်းဆိုသည့်လူရိုင်းတဦးဖြစ်၏ဟန်ဆင်းသည်တနက်ကိုထုတ်လိုက်၏ကျွန်းသားကိုလမ်းချိန်လိုက်၏အကိုရီချင်းကျွန်းသားသည်တနက်ကိုမြင်လျင်ထိတ်လန့်၍ထွက်ပြေးမိထင်ရ၏ကျွန်းသား၏အရေးတို့သည်အထင်သာသို့သောကျွန်းသားသည်လာရောင်ကိုကြောခိုင်းထားသဖြင့်သူ့မျက်နှာကိုမမြင်ရချေဟေးရက်နေနော်ရှေ့တိုးဖို့မကြိုးစားနဲ့ရီတီတီရတတာလုံးမယ်လည်းမကြိုးစားနဲ့ငါမှတနက်ရှိတယ်နော်ပြောရင်တနက်ကိုထောင်ပြလိုက်၏ကျွန်းသားကမူမလုံမရှက်ရမြဲရနေ၏ပြောနေတာမကြားဘူးလားငါပြစ်လိုက်မယ်နော်ဟုပြောလိုက်၏သူ့ရင်ထဲတွင်ကြောက်စိတ်နှင့်ဒေါသတို့မြင်မှုလေးတစ်ဖြင့်အတန်ကျဲသွား၏ကျွန်းသားဖြစ်သည့်အကိုရီကျင်းကမူမလုံမရှက်ပင်ထို့ကြောင့်ဟန်ဆင်းသည်စိတ်မချုပ်တီးနိုင်သဖြင့်တနက်နှင့်တစ်ချက်ပစ်လိုက်သည်တနက်တန်သည်ကျေလောင်စွာပေါ်ထွက်လာ၏သူစိတ်တို့လည်းတည်ငြိမ်မှုမရှိဘဲလှုပ်ခတ်နေ၏ထို့ကြောင့်သူ၏ပြစ်မှတ်သည်လည်းမထီရောက်ခဲ့ကျွန်းသားကိုမထီပဲတကားပေါင်ကိုထိမှန်သွားသည်ကိုတွေ့ရ၏ထို့အတူပင်သူ့နှံကြားသို့လှံပြားတစ်ခုတိုးဝင်သွားသလိုခံစားရပြီးသူကိုယ်တိုင်လည်းရုပ်ထုပေါ်မှအောက်သို့လျှော့ကျခဲ့၏သူစိတ်တို့သည်လည်းထိမ့်ရင်မရနိုင်လောက်အောင်လှုပ်ရှားနေ၏သူတနက်မောင်းကိုညှစ်ကွေးလိုက်ပြီးသွားကြနော်ငါနာကမလာကြနဲ့သွားဟုအော်လိုက်၏ထို့အတူသူ့စိတ်ကိုသူထိန်ချုပ်လိုက်၏ပြီးနောက်စိတ်ကနေကြည့်လိုက်ရာဘသူမှမရှိတော့မတွေ့ရတော့ဒီအခါသူကြပြကြရပလင်မော်သို့ပြန်တက်ပြန်၏ပြီးမှအယူလိုလာကြလေလာကြပါငါ့ကိုအယူလောက်ဖို့မကြိုးစားကြနဲ့မင်းတို့ကိုငါဂရုမစိုက်ဘူးဟုပြောလိုက်၏ဘာတမ်းမှမကြားရတုံ့ပြန်တယ်မကြားရသည့်အခါပဝန်းကျင်တစ်ခု၌တိတ်ဆိတ်မှုမင်းမှုနေ၏သူသည်ဗရမ ्या ကိုအရာယူရန်ပြန်တက်ရင်စိတ်ထဲ၌လည်းအခုလူရိုင်းကြီးပျောက်သွားတာဘာကြောင့်လဲသူ့လူတွေကိုပြန်ခေါ်လာလားဟုတောင်စင်ရင်မရတွေးဖြစ်ပြန်၏ဘာပဲဖြစ်ဖြစ်ယခုထိုဗရမ ्या ကြီးကိုသူရလိုက်ပြီးအခုနဖျားရုပ်တွင်ဗရမ ्या ကြီးမရှိတော့သဖြင့်နဖျားရုပ်တုကအတီးတန်သလိုဖြစ်သွားခဲ့၏ဟန်စင်သည်ဗရမ ्या ကိုအိတ်တွင်ထည့်ပြီးသူ့တနက်ကိုစစ်ဆေးကြည့်လိုက်၏စောကသူစိတ်လှုပ်ရှားစွာပြစ်လိုက်သဖြင့်ကြီး73တောင်ကုန်သွားခဲ့ပြီးယခုကြီး3000သာတနက်ထဲကျန်တော့၏သူပြုံးလိုက်၏ဘာပဲဖြစ်ဖြစ်ဒီကြီး3000နှင့်တင်မောစီသို့အရောက်ပြန်နိုင်သည်နိုင်ကိုကြည့်လိုက်၏နနက်3နာရီဒီတိုင်းဆိုသူတင်မောသို့နနက်4နာရီလောက်ပြန်ရောက်နိုင်သည်ဟန်ဆင်းသည်အဆောက်အဦအပြင်သို့တတိကြီးစွာထွက်ခဲ့သည်ညကပူနွေးသလိုခံစားရ၏စောကားလောက်လည်းမအေးတော့ယခုအပူချိန်ကနေဤအပူချိန်ပဲနီးလာ၍လာကွက်လက်ကိုဖြတ်ကျော်လိုက်၏လာလန်းအတိုင်းပြန်ရန်စဉ်းစားလိုက်စဉ်သူ့ခြေလမ်းတွေတုံ့ကနေရက်သွား၏လူရိုင်းတူစောကလူရိုင်းပင်လားသူကဆယ်ခိုက်အကွာမှသူ၏လမ်းကိုပိတ်ရထား၏ဒီတစ်ခါတွင်တော့သူနှင့်လူရိုင်းသည်မျက်နှာချင်းဆိုင်ဖြစ်၏မျက်နှာကိုပြီးပြင်းစွာမြင်ရ၏သူ့မျက်လုံးများသည်အယောင်မတောက်မြစ်တောင်ခတ်ခြင်းမရှိတသမတ်သေးသာဆွတ်ဆိုင်ကြည့်နေ၏ဟန်စင်းသည်အိတ်ထဲမှဗရမ ्या ကိုဆုပ်ကိုင်းပြီးတနက်နှင့်ထိုးချိန်လိုက်၏ဟစ်ကောင်မင်းငါလမ်းကိုပိတ်မထားနဲ့ဖဲဟုအပြောရင်းတနက်နှင့်ချိန်လိုက်၏လူရိုင်းကြီးကမူငကိုပကတိအတိုင်းမလုံးမရှက်ပင်ဟစ်ကောင်ပြောနေတာမကြားဘူးလားငါပြစ်လိုက်ရင်တေသွားမယ်နော်ယူသလိုပေါ်သလိုလုံမနေနဲ့ငါလူမတက်ချင်ဘူးနော်မင်းကိုမင်းလဲကြောက်ရွံ့မထင်နဲ့မလုံးမရှက်ပင်ထို့ကြောင့်သူ့ရင်ထဲ၌မတူးမတန်ဖြစ်သွားသည်ချင်းချောင်းမရမှန်းလဲတည်သွား၏ကပတိန်ကဒီကျိုးမှာလူကြောက်ရွံ့တွေရှိတယ်တဲ့အခုကြောက်ရွံ့လုတ်ပြနေရလားဟာတို့တိုင်းလူရိုင်းစီမှတုံ့ပြန်တယ်မကြားရတနက်ကိုကိုင်းရင်ရှေ့သို့တိုးသွား၏ရဲတိုးကတ်သွားခဲ့တော့လေလူရိုင်းကြီး၏မျက်နှာကိုမြင်လိုက်ရလျင်သွေးပြက်တယ်လို့သူခံစားလိုက်ရ၏ဖျားသူဖျားတလိုက်၏မှန်သည်သူတွေးလိုက်ရသည့်လူရိုင်းကြီး၏မျက်နှာသည်မဲမနေပဲကြောက်သားပကတိဖြစ်နေသောကြောင့်ဖြစ်သည်ဟ
ဒီတစ်ခါဟန်ဆင်းသည်တောအုပ်စီသို့ဒုံဆိုင်ပြီးခဲ့၏ခဏရက်ပြီးကြည့်လိုက်ရာအကိုရီချင်းကြောက်ရွံ့ကြည့်သည်တပိတပင်အလားမမကြီးရဲ့လည်းရဲ့ထို့နောက်ဆက်ပြေးရန်ပြင်လိုက်စဉ်နောက်ထပ်ကြောက်ရွံ့တရုံနှင့်မျက်နှာချင်းဆိုင်ရ၏သူ့နေပင်တဖန်ပြန်၍ကြည့်လိုက်မှကြောက်ရွံ့တွေတန်းစီနေသည်ကိုတွေ့ရ၏အမလေးကြောက်ရွံ့တွေထို့နောက်သူစွတ်ပြေးခဲ့၏မျက်နှာကိုတစ်ကိုင်းတစ်ခတ်တို့နှင့်ရိုက်မိ၏သွေးရည်ကျသည်ကိုသိ၏သူမရက်နိုင်ပြင်းရန်သာစိတ်တန်နေ၏သူ့နှင့်အဘယ်မျှကြာသားသည်မသိခန္ဓာကိုယ်ကနွမ်းနေပြီအင်အားမရှိသလောက်ဖြစ်နေပြီခက်တီကအပူချိန်တွေပြင်းနေ၏ခြေမှအငွေးတို့လည်းထွက်နေသလိုကြည့်လိုက်တော့တပင်တွေကရိမ်းထိုးနေသလိုခြေတွေကလှမ်းရန်အင်အားမရှိတော့သလိုအာကောင်တွေခြောက်နေပြီပင်လယ်ကမ်းဆက်နှင့်နီးနေပြီဟုသိ၏ကြည့်လေရာ၌လူရိုင်းကြောက်ရွံ့တွေကများလာ၏ရင်းရိုင်နေရာမှလဲကျသွား၏မျက်နှာကိုပူလေးသောချွတ်များကတ်သွားသည်ဟုခံစားရ၏အင်းနေရာ၌မိုးမရပဲဘာကြောင့်ချွတ်သေးတို့ရှိနေသလဲလဲနေရာမှာထရန်ဟန်ပြင်းလိုက်တော့သူ့လက်တွေကရွှွန်နေနစ်နေ၏တကူလုံးရွှွန်နေပေးကြနေ၏သူ့အပေါ်မှာတစ်ကိုင်းတစ်ခတ်များကိုင်းညွတ်နေသည်ကိုတွေ့ရ၏တစ်ကိုင်းကိုဆွဲကာရက်လိုက်၏သူရက်နေသည်မှာရွှွန်အိုင်အလဲမှာဖြစ်၏သူ့ပတ်ဝန်းကျင်ကိုကြည့်လိုက်၏ကြောက်ရွံ့လူရိုင်းများကိုမတွေ့ရတော့ဘလို့ဖြစ်တာလဲအိမ်မက်လားတွေးသားမတည်ငြိမ်မှုလားသူကိုယ်တိုင်မသိနိုင်မီအပူပြသောကောင်းကင်ရွှွန်အိုင်နှင့်မျက်နှာအနီးတွင်ဝဲနေသောပုံမှန်တို့သာမြင်ရ၏ထူးဆန်းသည်ဟုဟန်စင်းထင်မြင်မိ၏ထူးခြားသည်ကပုံမှန်တို့ကိုမြင်နေရတော့လဲအတန်မကြားရနားတွင်ရွှွန်နုံတွေပိတ်ဆို့နေသလားစမ်းရန်လက်တို့ရွှေ့လိုက်၏မရလက်တွေသေးနေပြီခြေထောက်မှကြည့်တော့လဲမရတော့သူကကပရင်ပြောသည့်လူသားကြောက်ရွံ့သဘောကိုလက်ခံရပြီးရှုစေးတို့သည်အပူကြောင့်လူသားဟန်စင်းကိုကြောက်ရွံ့အဖြစ်သုံးလောင်းပုံပြောင်းလိုက်ပြီးပင်လယ်စီမှတေမောအော်တန်ထွက်ပေါ်လာ၏သူမကြားနိုင်မီဟန်စင်းကယခုအခါတွင်လူသားကြောက်ရွံ့အဖြစ်မလုံးမရှက်သိနေခဲ့ပြီမဟုတ်လားနားဆင်မိကြတဲ့ပရိသတ်များအားလုံးကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်ပုံမြင်လေးကိုနှစ်သက်သဘောကျတယ်ဆိုရင် channel လေးကို like and subscribe လေးနဲ့ notification လေးကိုနှိပ်သွားပြီးဖို့တောင်းဆိုပါရစေရှင်